မင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့လေချောင်းလိုင်းနဲ့ခီးသွားမဲ့ဧည့်သည်တွေအတွက်လေရင်ခရီးစဉ်မှာအရေးကြီးတဲ့ boarding pass အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် boarding pass ဆိုတာဘာလဲ boarding pass ဆိုတာ airline check-in ကောင်တာမှာ check-in ပြုလုပ်ပြီးနောက်ကောင်တာကပေးတဲ့လေရင်စီးခွင့်အတည်ပြုလက်မှတ်တစ်ခုပဲဖြစ်ပါတယ်ရှင်ဒီ boarding pass မပါရင်တော့လေရင်ပေါ်တက်ခွင့်ရမှာမဟုတ်ပါဘူးเนาะ boarding pass မှာဘယ်လိုအချက်လက်တွေပါဝင်လဲ boarding pass တွေမှာခရီးသည်နာမည်လေရင်နံပါတ်လေရင်ခရီးစဉ် boarding time ဂိတ်နံပါတ်စီးနံပါတ်တွေပါဝင်ပါတယ်ရှင်အဓိကသတိထားကြည့်ရမယ့်အချက်ကတော့ boarding time ပဲဖြစ်ပါတယ်ရှင် boarding time အချိန်တိုင်းလေရင်တိကျထွက်ခွာမှာဖြစ်လို့ boarding gate ကိုအချိန်မီရောက်ရှိဖို့လိုအပ်ပါတယ်နော် boarding pass မှာအပိုင်းနှစ်ပိုင်းပါဝင်ပြီးတစ်ပိုင်းကိုတော့ boarding gate မှာတာဝန်ရှိဝန်ထမ်းကစစ်စစ်သိမ်းဆည်းပြီးကျန်တစ်ပိုင်းကိုတော့ခီးသည်ကိုပြန်ပေးလိုက်မှာဖြစ်ပါတယ်ပြီးရင်တော့မိမိနဲ့ပါလာတဲ့ boarding pass ကိုတာဝန်ရှိလေယာဉ်ဝန်ထမ်းကထပ်မံစစ်ဆေးပြီးမှလေယာဉ်ထဲကိုပေးဝင်မှာပဲဖြစ်ပါတယ်ရှင်။ကဲဒီလို knowledge လေးတွေကိုအခြားသူများနဲ့သိရှိအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပေးပါရှင်။ခီးသွားဖို့အတွက်ပြည်ရင်းပြည်ပလေယာဉ်လက်မှတ်တွေနဲ့ဟိုတယ်ဝန်ဆောင်မှုတွေကိုတနေရာထဲမှာလိုချင်နေဆိုရင်တော့ညီမတို့မြန်မာ travel center ကိုဆက်သွယ်လိုက်ပါရှင်။